ရှိကိုကြည့်ဖို့ဘယ်ဟိုဘက်သွားလဲအခါခန္ဓာကြီးခန္ဓာရဲ့ဝန်သဘောကပြည့်ရတယ်ဘယ်ခန္ဓာမလဲဗျာစက်ဦးနဲ့ဘယ်လိုသွားတူမှာလဲလားတဲ့အဲ့လိုတူတယ်ကိုယ်ခန္ဓာကိုယ်ရဲ့ကိုထည့်တယ်အစားအစာဒီညံ့ပြင်းတဲ့အစားအစာတွေလားလူဒုက္ခပြင်းတဲ့အစားအစာတွေလားကောင်းမွန်တဲ့အစားအစာတွေလားကိုယ်တိုင်းအတိအကျခွဲခြားပြီးသိဖို့လိုတယ်မိတ်ဆွေသိလားအဲ့တော့သိထားမှာပါတဘာဝကပေးတဲ့အစားအစာလို့ခေါ်ရဗျာအသီးရွက်တွေရဲ့အသားငါပဲဥတွေဒါတွေကတက္ကနာခုတ်တက်ဟိုဘက်မှာတက်လာမယ်စုံတို့ပစ္စည်းတွေ process food တွေပေါ့ဗျာ junk food တွေပေါ့ဗျာဒါတွေတက်လာအဲ့ဒီအရာတွေခန္ဓာကိုယ်ရဲ့ကိုကြာသွားတဲ့အခါမှာခန္ဓာကိုယ်ကပြန်ပြီးတုံ့ပြန်တာလို့ခန္ဓာကိုယ်ကပြန်ပြီးအလုတ်လုတ်တာလို့မိတ်ဆွေပုံမတူဘူးဘာသာစအကူရောသွားတယ်ဆိုတော့တုံးနေပေါ့ဗျာပြောရတော့ပိတ်တယ်ပေါ့ဗျာသုံးစားမရတဲ့အတွေးခေါ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဒုက္ခပေးမဲ့အတွေးခေါ်ဒီမှာနေရက်အားကြတိကျရှင်းပြတယ်အစောလေးစားချလိုက်ရင်စားချလိုက်တဲ့အရာတွေအထဲရောက်တကားနှစ်ပေါက်ရှိတယ်ကျမ်းမာခြင်းဆိုတဲ့စကားတကားပေါက်တစ်ခုဆိုတော့နောက်တစ်ပေါက်ကယောဂဗျာဖြစ်ခြင်းဆိုတဲ့တကားပေါက်ဆိုတော့အဲ့နှစ်ပေါက်တည်းမှာဘယ်လိုသွားကြလဲမိတ်ဆွေဘယ်လိုကယောဂဖြစ်ခြင်းဆိုတဲ့အပေါက်ကိုသွားချင်ပါလဲစိတ်ကူရတယ်နှောနဲ့မဲ့ကိစ္စအဲ့ဒါလို့သဘောပေါက်အဲ့ဒါလို့နားလေဒီနေ့လူတော်များများနားလေထားတာကဒီဘက်အပေါက်က prevention လို့ပြောမယ်ဒီဘက်အပေါက်က treatment လို့ပြောရင် treatment ဆိုတဲ့အပေါက်ကုသခြင်းဆိုတဲ့အပေါက်မှာတွားပြီးအကုန်ရှိသမျှလူ100ရှိရင်လူ1ယောက်130တွားပြုံတိုးနေတဲ့အဲ့ဒီကုသမှုဆိုတဲ့အပေါက်ကြိုတင်ကာကွယ်လို့ရတယ်ကြိုတင်ကာကွယ်လို့ရပါတယ်ဆိုတဲ့အပေါက်ကိုပြောင်းမလားအဲ့ဒီမပါစေနဲ့ကိုယ်တိုင်းမပါစေနဲ့ကိုယ်မိသားစုမပါစေနဲ့ဒါဆိုရပြီ prevention အပေါက်ကိုတွားဒါကြောင့်ဘာစားချလိုက်ရင်အတူတူပဲဆိုတဲ့အဓိပ္ပာယ်မရှိတဲ့အလေးနဲ့တော့စကားကိုဒီမှာရင်ရက်ကြိုတင်ကာကွယ်မှုနဲ့လုပ်ဒါမှဖြစ်မယ်ဒါမှမဟုတ်ရင်ပြဿနာတွေကြီးမှမယ်အားလုံးအောင်နဲ့နောက်မယ်အဲ့တော့ metabolic ရဲ့သဘောတရားကိုဒီလိုနားလည်မိတ်ဆွေအစားတော့တခုစားချလိုက်ဆိုပါတော့ဗျစားချလိုက်ရင်အဲ့စားချလိုက်တဲ့အရာကသဘာဝကလာတဲ့သဘာဝကပေးတဲ့အရာတွေဖြစ်နေလေအသီးရွက်တွေအသားငါးတွေပဲတွေဥတွေတန်ရှင်းတာမတန်ရှင်းတာဒါဒီနေရာမှာဗျာကလန့်တိုက်ပြီးရှော့ပြောလို့ရတယ်အာမင်းတို့အခုအသီးရွက်ကမစားနဲ့ပိုးမကောင်းဘူးချက်ချီတဖြစ်ပေါ်တာတော့အခြေခံ basic theory အရာဒီတိုင်းပဲတွားတာဥဒ္ဒရှင်းများတယ်လို့ဘာလို့ဒီကိစ္စတွေအကုန်လုံးကိုယ့်ရဲ့အတိညာစင်ရင်တုံတရားတန့်စင်အောင်ကိုယ့်ကိုပြန်လောက်ရမှာမိတ်ဆွေအဲ့ဒါမျိုးတွေအခက်အကျော်တွေရှော့မပြောနဲ့အလကားပဲတိပဲမရှိဘူးမိမိရဲ့ကျမရေးအတွက်အာရောကြကအမြင်နဲ့ကျူးဆိုင်ပြောပေးနေတာအဲ့ဒီအတိအကျတွေတန့်စင်တဲ့ကိစ္စပေါ့ကိုတော့ထူးဆန်းတဲ့ကိစ္စလည်းမဟုတ်ဘူးစားနေရင်နဲ့ထည့်ပြီးစိတ်ထားလိုက်စား9မိနစ်15မိနစ်ပြီးသွားတာဒါပဲဒီကိစ္စမစားလို့လည်းမရအောင်ဒါပဲရှိတာဒါပဲစားမှာအဲ့တော့အဲ့ဒီသဘာဝကလာတဲ့အရာတွေကိုစားချလိုက်တဲ့အခါကျရင်ခန္ဓာကိုယ်ကခါရပြောင်းပြန်ချင် process food လို့ခေါ်တယ်လူတွေအတွက်လူတွေကပြန်လှုပ်ထားတဲ့အစားအစာဆက်အုပ်ထုတ်တွေပြပြောရရင်ငါးမျိုးတက်ပို့ပြီးပေါင်းဆက်ထားတဲ့ထိုးလို့မှုတစ်ခုပြည့်စုံဖြတ်တန်းထားတဲ့အရာကိုစားချလိုက်တဲ့အခါကျရင်လူခန္ဓာကိုယ်တုံ့ပြန်တာအထဲရောက်ရင်အဲ့ဒီမှာ chemical တွေပါလာတဲ့ process တစ်ခုကိုဖြတ်ထားတယ်အဲ့ဒီအလုပ်တီကိုလုပ်ဖို့ပြန်ပြီးတော့အဲ့အထုပ်ရှုပ်တွေကိုပြန်ဖြီးဖို့အတွက်ခန္ဓာကိုယ်ကကိုယ်မှာရှိတဲ့အာဟာရတွေပြန်ထုတ်ပြီးအဲ့အလုပ်တွေသုံးရတယ်ဗျာမိတ်ဆွေအဲ့တော့ရှုံးတာပေါ့ဗျာလူကကိုယ့်ရဲ့အာဟာရတွေပြန်ပါသွားတယ်အဲ့ဒါလို့ကွင်းကွင်းကွက်နဲ့တိတိကျကျလေးနားလေဘာစားချလဲအထဲရောက်ရင်အတူတူပဲဆိုတဲ့စကားကဒီအာရောကြစပြီးတိတိလေးနော်ဒါတိတိလေးဖြစ်ဖြစ်လေးတစ်ခုတိတိလေးတစ်ခုကိုအာရောကြအဒီကလေးရှင်းပြတယ်အဒီကနားလေတဘာဝကပေးတဲ့အစားအစာအဲ့ဒါကိုအဲ့လိုနားလေစက်ယုံတွေကထုတ်တယ်စက်ယုံကထွက်တဲ့အစားအစာအဲ့လိုနားလေအဲ့နှစ်ခုကိုခွဲခြားသွားခောက်တဲ့တကားကိုရှင်းလင်းသိပါစေကျမ်းမာရေးတကားစီကိုတွားယောဂဗျာတကားစီကိုမတွားနဲ့လို့ဆိုနာမယ်မှအရွယ်မတိုင်ခင်အိုသွားလိမ့်မယ်ပြဿနာအကြီးဖြစ်လိမ့်ကွန်အဲ့တော့နောက်တစ်ခုထပ်ပြီးသိချရှင်းပြစားချလိုက်တဲ့အစားအစာကအစီကစီပရိုတိန်းဟုတ်ပြီနော်ဒါကအဆူတဆူတက်ဒီလိုလေးနားလေလွယ်လွယ်လေးရှင်းလေးဘာမှခက်နေတာမဟုတ်အဲ့ဒါတက်တစ်ခုနားလိုက်တာအစီကစီပရိုတိန်းအဲ့ဒါ macro nutrition လို့ခေါ်တယ်ထားတော့ဒါကောင်းစင်ပြီးအောင်ပြောပြတာအော်ဒီဘက်ချက်မှာတစ်ခုရှိသေးတယ် vitamins and minerals and water ကဲဒါတက်ဒီဘက်တစ်ချက် micro လို့ခေါ်မှာပေါ့မာကရိုကိုနိုင်ရင်ပိုင်နိုင်စားတဲ့တောက်တန်ယောဂအကြီးကြီးတွေမဖြစ်ဘူးတဲ့မာကရိုကိုနိုင်ရင်ကောင်းမွန်စားတောက်တန်ယောဂတိတိလေးတွေမဖြစ်ဘူးယောဂဆိုတာမြစ်ကြီးတေးမဖြစ်တာကောင်းလို့ပဲနော်အပြောင်းနေကြမယ်လွယ်နေတာပဲဒီကိစ္စလုပ်လို့ရတယ်အဲ့တော့အသေးချာနားလေအသေးချာသဘောပေါက်အစီကစီပရိုတိန်းကိုအသေးချာကွဲပြားနားလေအောင်သိအောင်ကြည့်အဲ့တော့ခန္ဓာကိုယ်ကိုကာဗိုဟိုက်ဒရိတ်တွေဓာတ်ဆီဓာတ်တွေကိုပြပြောရတယ်အဲ့ဒါတွေအလုံးကျူးစားချလိုက်ဘာစားဆိုတဲ့လူတွေအတွက်လည်းသိဖို့ပြောတာအဲ့ဒီကာဗိုဟိုက်ဒရိတ်တွေအရင်စားချလိုက်ခန္ဓာကိုယ်ထဲမှာဝုန်းကနေတိုင်းနေ